ဒီနေ့တော့ဒူးရင်းဒီခွဲပြမှာဖြစ်ပါတယ်ခင်ဗျာဒူးရင်းဒီကိုပထမဆုံးကိုယ်ကဝယ်ပြီးတော့တစ်ခါမှမခွဲဘူးကိုယ်ပါခွဲကြည့်ပါနဲ့အဆင်ပြေမလားဆိုပြီးခွဲတယ်ဓာတ်ရည်နဲ့လန်ထိုးတယ်မရပါဘူးဓာတ်အောင်ကျိုးမလို့ဖြစ်ပါတယ်မရတာနဲ့နောက်တစ်မျိုးပြောင်းပြီးတော့အမှခြေကန်ပြီးတော့ဒူးရင်းဒီကိုဆွဲပါတယ်နောက်ဆုံးမှာတော့ဒူးရင်းဒီအတ္တကြီးကွဲသွားပါပြီနှမောတော့မြင်နေရပါပြီခင်ဗျာဒူးရင်းဒီအလုံးတော့ကြီးပါတယ်စားလို့တော့ကောင်းမဲ့ပုံပါပဲထွက်လာတဲ့နှမောကိုခွဲထုတ်လိုက်ပါတယ်နောက်တာပါတစ်ခါမှမခွဲဘူးလို့ခွဲကြည့်တော့ဒီခံကြည့်ကြနောက်ဘက်တစ်ချမ်းကိုလည်းခွဲထုတ်ဖို့စဉ်းစားနေပါတယ်ခွဲဖို့လုပ်နေပါတယ်ဒါပေမဲ့မရခဲ့ပါဘူးမရခဲ့တာလည်းနောက်ဆုံးပါပဲခွဲပြီးသားနှမောကိုပဲအမြင်နေရတဲ့နှမောကိုလက်နဲ့ကလော်ထုတ်ပါတယ်ကလော်ထုတ်ပြီးတော့ပကံလေးကိုကောက်ထည့်လိုက်ပါတယ်ကိုကနောက်တော့မှထပ်ထုတ်ပါတယ်အလုံးကြီးအမှားအလုံးကြီးရကြီးပါပဲပထမဦးဆုံးဘဝမှာဒူးရင်းဒီခွဲဖို့ခြင်းဖြစ်ပါတယ်မှားပိုင်းလည်းသိခံပြီးကြည့်ကြပါဆောက်ချိုးမပြရရှင်လည်းသိခံပြီးကြည့်ကြပါလို့ပြောချင်ပါတယ်အဲမှာမလို့တဲ့အပိုင်းတွေကိုဖျက်ပစ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနောက်တစ်မွာဂျိုးရှာနေနဲ့တော်တော်ကြီးချိန်ကုန်သွားလို့ပါအခုတော့ရရှိပါပြီသူလည်းနှစ်မွာပါပဲဟိုဘက်နှစ်မွာဒီဘက်နှစ်မွာဒူးရင်းတစ်လုံးလုံးမှာ၄မွာပါပါတယ်နှစ်ယောက်ရှိရတဲ့အတွက်တယောက်ကိုနှစ်မွာစီစားပစ်လိုက်ပါတယ်ခင်ဗျာအဲ့ဒါနဲ့ပဲကိုလည်းဒူးရင်းဒီမွာကိုချက်ချမ်းပိုက်ကြည့်လိုက်ပါတယ်သူများတွေလုံးကြည့်လိုက်တယ်ပါကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ဆောက်ချိုးမပြရရှင်လည်းသိခံပေးပါ